So bro တော့ညညနဲ့ Razak ကအလုံးမလုပ်တော့ဆိုတော့တီးကြမှာပါ။မေုံလို့အခုအတင်းထွက်ထားတဲ့စကွစ်နှစ်ခုကိုစမ်းကြည့်နေခိတ်ခံရမယ်ဆိုတော့ bro တီးကြလောက်မှာပါ။ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ Razak ကဘာဖြစ်လို့အလုံးမလုပ်တော့လဲဆိုတဲ့အကြောင်းကိုပြောပြပြီးတော့မှဖြစ်ပါတယ်။ဆိုတော့အော်တိုဘာလ24ရက်နေ့က Razak ကိုထုတ်ခဲ့တဲ့ developer စီကနေထုတ်ပြန်ချက်တစ်ခုရရှိခဲ့ပါတယ်။ Razak ကဘာဖြစ်လို့ update မလုပ်တော့ရလဲ။ဘာလို့အလုံးမလုပ်တော့ရလဲ။ဘယ်ချိန်မှပြန်လုပ်မှာလဲဆိုတဲ့မိကုန်းတွေကိုသူကဖြေရှင်းပေးထားပါတယ်။ဒီကြီးညာချက်ကတော့ကျွန်တော် Razak ကိုဘာလို့ဆက်ပြီး update မလုပ်တော့ရလဲဆိုတာကိုအတူတူရှင်းပြတာဖြစ်ပြီးတင်းတို့ရဲ့မိကုန်းတချို့ကိုလင်းညာစွာဖြေချပေးတာဖြစ်ပါတယ်။ဘာလို့ squid ကအလုံးမလုပ်တော့ရလဲ။ update လုပ်ဖို့အချိန်မရလို့ပါဒါအပြင်အချိန်ရတဲ့အခါမျိုးမှာတော့အဲ့ဒါကိုလှုပ်ဆောင်မှုစစ်ဆန္ဒဆရာထက်တယ်မှုမရှိလို့ပါဘယ်ချိန်ကျရင် squid ကပြန်အလုပ်လုပ်မှာလဲဒါမှမဟုတ် squid ကိုဆက်ပြီး update လုပ်ဖို့အစီအစဉ်ရှိသေးလားအခုလောလောဆယ်မှာတော့ဆရာထက်တယ်မှုမရှိနေတာကြောင့်ဘယ်ချိန်ကျရင်ပြန်ပြီး update လုပ်မယ်ဆိုတာကိုသိကြတဲ့အချိန်စရာမရှိပါဘူးမနေ့ပြန်လာနိုင်တယ်လို့လုံးဝကြောက်ွယ်သွားနိုင်ခြေလည်းရှိပါတယ်ညီကုန်းကျုပ် squid ကိုမလှုပ်ဆောင်ခြင်းနဲ့စိတ်အားထက်တယ်မှုနှဲပါနေတော့ကြောင့်update လုပ်နေတာမဟုတ်ပါဘူး။ကျန်တဲ့စတင်မဲ့အရက်အတိအကျလည်းမရှိပါဘူး။ဆိုပြီးတော့ပြောကြတာပါတယ်။ဆိုလောဆယ်အချိန်ကြီးရဆိုရင်တော့ Razak ကပြန်လာနိုင်ကြတော့မရှိပါဘူး။အရှင်းဆုံးပြောရမယ်ဆိုရင်တော့ developer ကြောင့်ပါ။ဘာလို့လဲဆိုတော့ developer အရန်ပြင်းတယ်လို့နေပါဘူး။ဆိုတော့ bro တို့ comment မှာဘယ်လောက်ပဲ Razak ကရပြီလားမိမိကျွန်တော်ထီပြီးမှာမဟုတ်ပါဘူး။နေအောင်bro squid တွေလိုချင်ကြရမှာလားအကယ်၍ bro က squid တွေကို premium version နဲ့သုံးချင်တဲ့လူဆိုရင်ဒီ channel လေးနဲ့မိတ်ဆက်ပေးပါရစေဒီ channel မှာ bro က premium version နဲ့ squid တွေကိုစိတ်ချယုံကြည်စွာဝယ်ယူရရှိနိုင်ပါတယ် banana hut တို့လို squid တွေကိုဈေးသက်သာတည်းရောင်းချပေးနေပြီးတော့ဒီဝေးတွေနဲ့ပေးနေတဲ့အတွက်ကြောင့်မလို့လက်မလွတ်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ် Roblox ရဲ့နာမည်ကြီးဂိမ်းတွေကြီးကြတယ် Blockful Stay Brain Diana in the Forest စတဲ့ဂိမ်းတွေရဲ့ squid တွေကို premium version နဲ့ရောင်းချပေးနေပါတယ်ဒါအပြင် squid တွေကိုလည်း free တင်ပေးထားပါသေးရဲ့သုံးမရတာကျက်နာတစ်ခုရှိခဲ့ရင်လည်းကျန်နေကြည့်ရှင်းပေးနေတဲ့အတွက်ကြောင့်မို့လို့လုံးဝစိတ်ချယုံကြည်စွာဝယ်လို့ရပါတယ်ဝင်ရောက်အားပေးခြင်းတဲ့သူတွေအတွက်ကျွန်တော် discussion မှာ link ချပေးထားပါတယ်